အားလုံးမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုလေးမှာတော့ KBZ Pay အဆင့်နဲ့ကောက်ကို level 2ကောက်ကိုစနစ်တကျနဲ့ဘယ်လိုဖွင့်ရမလဲဆိုတာကိုကျွန်တော်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံး KBZ Pay ဖွင့်ဖို့အတွက်ကျွန်တော် Play Store သွားပြီးတော့ Play Store ကနေပြီးတော့ KBZ Pay ဆိုတာလေးကို KBZ Pay ဆိုတာလေးကိုရိုက်ရှာမယ်အဲဒီမှာ KBZ Pay အပြန်အောင်လေးနဲ့ရှိပါတယ်ကျွန်တော်ကတော့မဒေါင်းပြတော့ပါဘူးကျွန်တော်ဖုန်းထဲမှာဒေါင်းပြီးသားဖြစ်တဲ့အတွက်အဲ့တော့ကျွန်တော် KBZ Pay ကောက်ဖွင့်ဖို့အတွက်ပထမဆုံးကျွန်တော်ဒီနေရာမှာ KBZ Pay ကောက်ဖွင့်တဲ့နေရာမှာကျွန်တော်အကြံပေးချင်တာကတော့ KBZ Pay ကလူတစ်ယောက်ကိုမှတ်ပုံတင်တစ်ခုကိုအကောင့်တစ်ခုပဲဖွင့်လို့ရတာဖြစ်တဲ့အတွက်ကျွန်တော် KBZ Pay ဖွင့်တဲ့နေရာမှာကိုအမြဲသုံးတဲ့စင်ကန်နဲ့အမြဲသုံးတဲ့ဖုန်းနံပါတ်နဲ့တစ်ခါတည်းဖွင့်ထားဖို့အတွက်အကြံပေးချင်ပါတယ်ဘာလို့လဲဆိုတော့တချို့တွေက KBZ Pay ဖွင့်တဲ့နေရာမှာတွေးတဲ့ဖုန်းနံပါတ်နဲ့ပေါ့နော်အနီးစပ်ဖုန်းနံပါတ်နဲ့ဖွင့်လိုက်ကြတာမျိုးတွေရှိတတ်ပါတယ်ဒါပေမဲ့ဖွင့်လို့မရဘူးလားဆိုဖွင့်လို့ရပါတယ်ဒါပေမဲ့နောက်ပိုင်းမှာဖုန်းနံပါတ်ပြန်ပြီးတော့ချိန်ရတာမျိုးတွေလုပ်ရတာပေါ့နော်အဲ့လိုဖုန်းနံပါတ်တွေပြန်ပြီးတော့ချိန်ရပြီဆိုလို့ရှိရင်အလွယ်တကူချိန်လို့မရပါဘူးနီးစပ်ကကမ်ဘောဇာဘန်သို့မဟုတ် KBZ Pay Center လေးတွားပြီးတော့fountain ပြီးတော့တွားပြီးတော့ဖုန်းနံပါတ်ချိန်ရတာပေါ့နော်အဲ့လိုမျိုးနောက်ပိုင်းအလုံးမရှုံးအောင်အခုတည်းကနေတခါတည်းကိုအမြဲသုံးတဲ့စင်ကန်နဲ့အမြဲသုံးတဲ့ဖုန်းနံပါတ်နဲ့ဖွင့်ဖို့အတွက်ကျွန်တော်အကြံပေးချင်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ KBZ Pay level 2အကောက်ကိုစနစ်တကျဘယ်လိုဖွင့်ရမလဲဆိုတာလေးကိုကျွန်တော်တို့စလိုက်ကြရအောင်အဲ့တော့ကျွန်တော် KB ကောက်ကိုစပြီးတော့ဖွင့်မယ်ဆိုလို့ရှိရင်ဒီမှာကောက်ဖွင့်ပါတော့မဟုတ် login ဝင်မှာနှိပ်မယ်တော့ကိုဒီမှာ KBZ Pay ဖွင့်မဲ့ဖုန်းနံပါတ်ကိုတေချာလေးရိုက်ထပ်ပြီးမယ်ရိုက်ပြီးဆိုလို့ရှိရင်ကျွန်တော်ဆက်သွားပြီဆိုတာလေးနှိပ်ပြီးမယ်နှိပ်ပြီးဆိုလို့ရှိရင်ဒီမှာကျွန်တော် SMS ဖုန်းထဲကို message ဝင်လာပါလိမ့်မယ် KBZ Pay ကနေ message ပို့ပါလိမ့်မယ်အဲ message တွေမှာ OTP ကနန်း6လုံးပါပါတယ်အဲ OTP ကနန်း6လုံးဒီမှာကိုတေချာလေးရိုက်ထည့်ပေးမယ်မှာကြာလာပြီဒီမှာ536824 536824လို့ရှိရင် active မိနှိပ်ပြီးမယ်နှိပ်ပြီးဆိုရင်ဒီမှာကျွန်တော်တို့ဒီမှတ်ပုံတင်သူမျက်နှာကို scan ဖတ်မှာဖြစ်ပါတယ်scan ဖတ်ခင်ဒီအောက်နားလေးမှာဖြည့်တင်ထားတော့ကိုရေးချက်လက်များအပြင်ဆင်ပြောင်းလဲခြင်းကိုသဘောတူပါသည်ဆိုတော့ဒီဘက်၄ထောက်ကွက်လေးမှာကျွန်တော်အမှန်ချက်လေးချစ်ပေးမယ်ချစ်ပြီးဆိုလို့ရှိရင်ကျွန်တော်စတင်ပြီးနှိပ်ပေးမယ်ကဲကျွန်တော်နှိပ်ပြီးဆိုလို့ရှိရင်ဒီမှာကိုယ့်မျက်နှာကို scan ဖတ်ပြရမှာဖြစ်ပါတယ်ဒီနေရာလေးမှာမျက်နှာတော့ကိုယ့်ကိုကင်မရာနဲ့ရိုက်လို့မရပါဘူးသူပေးထားတဲ့ quality ထက်မှာကိုယ့်မျက်နှာကိုတေချာလေးတက်လေးအံဝင်ခွင့်ကြဖြစ်အောင်ချိန်ပေးထားပါမယ်ချိန်ပြီးဆိုလို့ရှိရင်သူကကိုယ့်မျက်နှာအမှန်ကန်ကြဖြစ်တယ်ဆိုလို့ရှိရင်သူကauto ကင်မရာauto ကင်မရာရိုက်ပါပေးတာပေါ့နော်ဒီနေရာမှာကျွန်တော်ပြောချင်တာတခုကဒီလိုသူကင်မရာရိုက်ပြီဆိုလို့ရှိရင်ကိုညဘက်ဖြစ်နိုင်မယ်ဆိုလို့ရှိရင်ညဘက်မရိုက်ပါနဲ့ကျွန်တော်နေ့ဘက်မှာအလင်းရောင်ကောင်းကောင်းရတဲ့နေရာမှာတည်တည်ချာချာကြည်လင်လင်လေးရှိတဲ့နေရာမှာကိုယ့်ရဲ့မျက်နှာကို scan ဖတ်ပေးမှာအဲ့လို scan ဖတ်ပေးမှသာလျှင်ကိုယ့်ရဲ့KBZ Pay level 2ကောက်ကိုမြင်မြင်ဆန်ဆန်နဲ့level 2ကောက်အောင်မြင်နဲ့ဖွင့်လို့ရအောင်ပေါ့နော်မဟုတ်ဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့မျက်နှာကြည်လင်ပြတ်တောင်းမှုမရှိဘူးအလင်းအကောင်းကောင်းမရဘူးကြည်လင်ပြတ်တောင်းမှုမရှိဘူးဆိုလို့ရှိရင်သူတို့ level 2ကောက်မပေးပါဘူးreject ချပြပါတယ်ကိုယ့်ရဲ့ဓာတ်ပုံရတဲ့နေရာမှာအလင်းအကောင်းကောင်းရတဲ့နေရာမှာကြည်လင်လင်ပြတ်ပြတ်သားသားလေးကိုကရိုက်ပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရိုက်ပြီးဆိုလို့ရှိရင်အတီးပြမီကိုနှိပ်ပေးမယ်အတီးပြမီဆိုနှိပ်ပြီးသွားမယ်ကျွန်တော်တို့မှာမွေးသက်ကဲကိုဖြည့်ပေးရမှာဖြစ်ပါတယ်မွေးသက်ကဲဒီနေရာမှာတော့ကျွန်တော်ကတော့ဥမာအနေနဲ့ဖြည့်ပြအောင်ဖြစ်ပါတယ်ကိုကတော့ကိုယ့်ရဲ့မွေးသက်ကဲကိုမှန်မှန်ကန်ကန်လေးဖြည့်ပေးမယ်ဥမာ1990ကို7လပိုင်း6ရက်ကိုယ့်ရဲ့မွေးသက်ကဲကိုတိတ်ချလေးမှန်ကန်ကန်လေးဖြည့်ပြီးဆိုလို့ရှိရင်အတီးပြမီဆိုတာလေးနှိပ်မယ်ဒီမှာတော့မြန်မာနောက်တစ်ခုနိုင်ငံသားမှာမြန်မာရောသူ auto ရွေးပေးရပြီဖြစ်တဲ့အတွက်ကိုမရွေးလဲရပါတယ်နောက်တစ်ခုကမှတ်ပုံတင်မှာလည်းသူက auto ရွေးထားပေးဖြစ်တဲ့အတွက်ကိုမရွေးပေးလိုက်ရပါတယ်နောက်ဆိုဒီမှာမှတ်ပုံတင်ကိုမှတ်ပုံတင်ရှေ့ချန်ကိုမှတ်ပုံတင်ရှေ့မျက်နှာကျွန်တော်တက်ပို့ရမယ်မှတ်ပုံတင်လေးတိုင်းပဲသူပေးထားတဲ့ quality တက်မှာကြည်လင်ပြပြသားသားလေးနဲ့ကိုကရိုက်ပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ညဘက်ချမ်းကြတော့မှတ်ဖို့ရနောက်ချန်ကိုရပ်ပေးရမှာဖြစ်ပါတယ်။မိုက်တိုင်းပဲကိုရပြီးတော့၄တော့ခွက်တွေမှာမှတ်ဖို့တွေကိုဒီချက်ချာကြည့်လင်းပြပြသားသားလေးနဲ့ကိုရိုက်ပေးရပါမယ်။
ရပြီပြီဆိုလို့ရှိရင်ဒီမှာမှတ်ဖို့နံပါတ်ကိုဖြည့်ပေးရမှာမယ်ဥပမာကျွန်တော်ကဒီမှာတော့ဥပမာအနေနဲ့ဖြည့်ပေးမှာဖြစ်ပါတယ်စနစ်မြင်းဆောင်စနစ်မြင်းဆောင်ဥပမာခါယနာဆိုခါယနာပေါ့နော်ပြီးဒီမှာနိုင်အောင်ကိုယူပေးပါမယ်အဲရှိတယ်နိုင်ငံသားရှိတယ်ဒီသာနာမှာသာသနာရှိတယ်ယာယီရှိတယ်မှာဟိုကနိုင်အောင်ယူပေးမှာဖြစ်ကွာနိုင်ငံသားဖြစ်တဲ့အတွက်နိုင်ငံသားကတ်ဖြစ်တဲ့အတွက်နိုင်ယူပေးရပါမယ်လို့ရှိရင်ကိုယ်ဒီမှာမှတ်ဖို့နံပါတ်ကိုတေချာလေးဖြည့်ပေးမယ်ဒီနေရာမှာကျွန်တော်တို့မှတ်ဖို့နေဖြည့်ရတဲ့နေရာမှာဘယ်လိုကက်လေးရတယ်ဆိုတော့မှတ်ဖို့နေရတယ်ရေမောင်းလိုင်းစင်ရတယ်ရေမောင်းလိုင်းစင်ရတော့ကျွန်တော်တို့ဆိုင်ကယ်မောင်းလိုင်းစင်တွေမရပါဘူးကားမောင်းလိုင်းစင်ပေါ့နော်အဓိကမွေးသက်ဂရိတ်ပါတဲ့မွေးသက်ဂရိတ်တွေပါတဲ့ကားမောင်းလိုင်းစင်ဆိုရင်ရပါတယ်မှတ်ဖို့နေနဲ့ကားမောင်းလိုင်းစင်သူနှစ်ခုကိုခွင့်ပြုပေးတာဖြစ်ပါတယ်ဖြည့်ပေးဆိုလို့ရှိရင်ဒီမှာကိုဆက်သွားပြီးနှိပ်လိုက်တယ်ဆိုလို့ရှိရင်သူချက်လက်လေးစီစဉ်တဲ့အတွက်ခဏလေးစောက်ပေးရမှာဖြစ်ပါတယ်ကဲအဲ့လိုကျွန်ချက်လက်စီစဉ်ပြီးဆိုရင်နောက်ဆက်မှာကိုယ်ဓမ္မကိုရအောင်မယ်ကိုရနောက်မယ်ကိုအင်္ဂလိပ်လိုသေချာလေးဖြည့်ပေးရမှာဖြစ်ပါတယ်ဥပမာဓမ္မတော့ကျွန်တော်ကဦးကျော် DH ဥပမာအနေနဲ့ကျွန်တော်ဖြည့်ပေးမှာဖြစ်ပါတယ်ကိုရနောက်မယ်လို့သေချာလေးအင်္ဂလိပ်လိုသေချာလေးဖြည့်ပေးရမှာဖြစ်ပါတယ်ဓမ္မတော့ကိုရကျောင်းမကိုသေချာလေးရွေးပေးမယ်ပြီးလို့ရှိရင်အလောက်ကိုမှာတော့ကိုယ့်ကိုအဆင်ပြေတဲ့ဟာတွေတခုရွေးပေးလို့ရပါတယ်ကိုယ်ပိုင်လုပ်ငန်းလုပ်ရင်လည်းကိုယ်ပိုင်လုပ်ငန်းပေါ့နော်ကိုယ်ပိုင်လုပ်ငန်းရွေးပေးမယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့နေရာလေးစာကိုတေချာလေးထည့်ပေးမယ်ဥပမာရန်ကုန်တိုင်းမှာလှိုင်းသားရဆိုရင်လှိုင်းသားရမှာမြို့နယ်ကတော့ရန်ကုန်မြို့ပေါ့နော်ပြီးလို့ရှိရင်ဒီမှာရက်ကွက်ကျွေးအောင်စုရက်ကွက်ရှိရင်ရက်ကွက်နာမည်တို့တေချာလေးရပ်ပေးမယ်နောက်ခုလမ်းရှိရင်လမ်းနာမည်တို့တေချာလေးရပ်ပေးမယ်လို့ရှိရင်အိမ်နံပါတ်ရှိရင်လည်းအိမ်နံပါတ်ထည့်ပေးပါတော့အိမ်နံပါတ်ထည့်ပေးရမထည့်ပေးရပါတယ်လက်ရှိနေရလိပ်စာတဲ့နေရနေလိပ်စာတူညီသည်တဲ့တကယ်လို့ကိုယ်ရဲ့လက်ရှိနေရလိပ်စာနဲ့အမြဲနေရလိပ်စာနဲ့တူတယ်ဆိုလို့ရှိရင်ဒါလေးအမှန်ချစ်ပြီးလို့ရှိရင်ဒီမှာအမှန်ချစ်ပေးလိုက်ရပါပြီမှန်ချစ်ပေးပြီးဆိုလို့ရှိရင်နောက်တစ်ခုမှဒီတိုင်းအားကကျွန်တော်တို့ဒီဝန်ဆောင်မှုရေးစီမင်းစည်းကမ်းများကိုတဘောတူသည်ဆိုတာလေးဘေးကအကွက်လေးကိုကျွန်တော်အမှန်ချစ်ပေးရမှာဖြစ်ပါတယ်အဲ့ဒါမှကျွန်တော်ဆက်သွားပြီဆိုတာလေးနှိပ်ပေးလိုက်ပြီဆိုလို့ရှိရင်အချက်လက်တင်သွင်းနေတာဖြစ်တဲ့အတွက်ခဏလေးစောက်ပေးရမှာဖြစ်ပါတယ်နောက်ဆက်မှာကိုယ်ကဒီ KBZ ပေး3အတွက်လှုပ်ဝက်နံပါတ်6လုံးသတ်မှတ်ပေးရမှာဖြစ်ပါတယ်။ကိုယ်ကလှုပ်ဝက်နံပါတ်6လုံးကိုယ်ကလှုပ်ဝက်နံပါတ်6လုံးဒီရှာလေးရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။မှာလှုပ်ဝက်နံပါတ်ဒီနေရာမှာကျွန်တော်လှုပ်ဝက် KBZ ပေးနဲ့ပတ်သက်ပြီးတော့password ထားတဲ့နေရာမှာကျွန်တော်တခုလောက်အကြံပေးရှင်းပါတယ်ကိုယ့်ရဲ့မွေးသက်ကလစ်ကိုယ့်ရဲ့မှတ်ပုံတင်နံပါတ်နဲ့ကိုယ့်ရဲ့ဖုန်းနံပါတ်တွေဘယ်တော့မှမထားပါနဲ့အဲ့လိုထားတဲ့ဆိုရှင်အရင်အနေနဲ့များပါတယ်ဘာလို့လဲဆိုရှင်လူလင်တွေကကိုယ့်ရဲ့ချက်လက်ကိုအလွယ်တကူနဲ့အကြောင်းမျိုးနဲ့တော့အကြောင်းမျိုးနဲ့တနေရာနေရနိုင်တာဖြစ်တဲ့အတွက်ဒီချက်လက်တွေဘယ်တော့မှမထွက်ဖို့အတွက်အကြံပေးရှင်းပါတယ်အဲ့တော့ကိုမှတ်မိမဲ့ password 6လို့ပေါ့နော်ကိုအမြဲမှတ်မိမဲ့ password ကဏ္ဍလေးကိုထည့်ပေးရမှာဖြစ်ပါတယ်ကိုရလှုပ်နံပါတ်ကိုနှစ်ကြိမ်ရထည့်ပေးရမှာဖြစ်ပါတယ်ရထည့်ပေးဆိုလို့ရှိရင်အတီးပြပါအောင်နှိပ်ပေးလိုက်တယ်ဆိုလို့ရှိရင်အတီးပြပါနှိပ်ပေးလိုက်မယ်ဆိုလို့ရှိရင်ဒီမှာကိုရ KBZ ပေးအကောက်ဖွင့်တာပထမဆုံးအောင်မြင်တော့ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီနေရာမှာ KBZ ပေး level 2ကောက်ဖွင့်တာအောင်မြင်တယ်မအောင်မြင်ဘူးဆိုတော့ဘယ်နေရာမှာသွားပြီးတော့ကြည့်ရမယ်ဆိုတာလေးကျွန်တော်ဆက်လိုက်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်ဒီညာဖက်တော့ကကျွန်တော်ရဲ့ profile ဆိုတာကိုဝင်မယ်ဝင်ပြီဆိုလို့ရှိရင်ဒီမှာကျွန်တော်ရဲ့ပုံမှာနောက်မှနဲ့ဖုန်းနံပါတ်ရဲ့အောက်မှာ season 20ဆိုတာလေးသူပြနေလိမ့်မယ်အကယ်၍ကိုယ် KBZ ပေးရlevel 2အဆင့်နဲ့ပေါ့နော်အဆင့်နဲ့အကောက်ဖွင့်တာအောင်မြင်သွားတယ်ဆိုလို့ရှိရင်ဒီနေရာမှာသူအဆင့်နဲ့ level 2ဆိုပြီးတော့ပြနေပါလိမ့်မယ်အဲ့လို level 2လို့ပြပြီဆိုလို့ရှိရင်ကိုစပြီးတော့အသုံးပြုလို့ရပါပြီအကောက်ဖွင့်တဲ့နေရာမှာအချိန်အားဖြင့်ဘယ်လောက်ကြာတတ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့မြင်လို့ရှိရင်သူကတော့နိုင်ဝက်တနိုင်အတွင်းလဲသူက level 2ကောက်ရတတ်ပါတယ်ဒါပေမဲ့သူကတစ်ခါလေးအခါအားလျော်ဆိုတာသူက2ရက်ကနေ3ရက်အထိလဲကြာတတ်ပါတယ်အဲ့တော့ကျွန်တော်3ရက်လောက်နေတော့မှKBZ ပေးရဒီ season နဲ့ဆက်နေရမှာအဆင့်နဲ့ level 2မပြောက်ဘူးဆိုလို့ရှိရင်ကျွန်တော် KBZ ပေးကောက်ဖွင့်တာမအောင်မြင်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်နောက်တစ်ချိန်ထပ်မှတ်ပြီးတော့ကြိုးစားမှာဖြစ်ပါတယ်အခုကျွန်တော်ရှင်းပြပေးသွားတဲ့ KBZ Pay Level 2အဆင့်နဲ့အကောက်ဖွင့်တွေကို
အားလုံးလည်းနားလည်သဘောပေါက်ကြလိမ့်မယ်လို့ယုံကြည်ပါတယ်အကယ်၍မရှင်းလင်းတာနဲ့နောက်ထပ်သိချင်တာရှိတဲ့ဆိုလို့ရှိရင်လည်းဒီဗီဒီယိုအောက်က comment မှာလာရောက်ပြီးတော့မေးမြန်းနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ